အာဂုံစရ6ပါးဆိုတာဘာလဲအာဂုံစရ6ပါးတွေကဘာတွေလဲဆိုတာပြောပြပေးမှာပဲဖြစ်ပါတယ်အာဂုံစရ6ပါးဆိုတာကတော့လူများနဲ့မဆက်ဆံအပ်တဲ့လူဆိုးအမျိုးအစား6မျိုးကိုပြောတာဖြစ်ပါတယ်ကျမတို့ဗုဒ္ဓဘာသာမှာတော့လောကမှာမိမိတို့ရဲ့လောကီလောကုတ္တရာတိုးတက်မှုအတွက်ရှောင်ကျဉ်ရမယ့်သူတွေကိုဖော်ပြတာဖြစ်ပါတယ်အာဂုံစရ6ပါးကတော့သူ့အိုကြီးအမျိုးသမီးအကျင့်ရိုးရွင်းသူတခိုးတမြလေစားသူအကြမ်းဖက်သူနဲ့မိတ်ဆွေရုပ်တွေပဲဖြစ်ပါတယ်သူကြီးဆိုတာမှာတော့အရက်သေးစာတောက်စားတာကိုအလွန်မင်းနှစ်သက်သူတွေဖြစ်ပါတယ်အမျိုးသမီးအကျင့်ရိုးရွင်းသူတွေကတော့ကာမဂုဏ်မှာအလွန်လွန်ကျူးကြတဲ့သူတွေဖြစ်ပါတယ်တခိုးတမြဆိုတာကတော့သူတစ်ပါးရဲ့ဥစ္စာကိုခိုးယူဖျက်ဆီးတဲ့သူတွေဖြစ်ပါတယ်He smiles like a friend, shuffles like a magician, and bets like he owns the table. But every card he played. အကျန်းဖတ်သူတွေကတော့စန့်ကျင်ဘက်တွေကိုရန်ညိုးတပွဲအန်ရပြုတဲ့သူတွေဖြစ်ပါတယ်။မိတ်ဆွေရုပ်ကတော့မိတ်ဆွေပြုလုပ်ပြီးတဲ့အခါမှာသူတစ်ပါးရဲ့အကျိုးရှုံးအောင်ဆောင်ရွက်သူတွေပဲဖြစ်ကြပါတယ်။ဒီအာဂုံစရ6ပါးကိုရှောင်ကျဉ်ရတဲ့အကြောင်းရင်းကတော့အကျင့်ဆိုးတွေအကျင့်ပြတ်တွေကိုကူးဆက်လာနိုင်လို့ပါ။နံပါတ်1အချက်အနေနဲ့ကတော့မိမိရဲ့ဂုဏ်သိက္ခာကျဆင်းစေနိုင်တာကြောင့်ပါနောက်တစ်ချက်စီးပွားဥစ္စာပျက်စီးဆုံးရှုံးစေနိုင်လို့မကောင်းမှုစရိုက်တွေပြုမိစေနိုင်လို့လောကုတ္တရာတိုးတက်မှုအတွက်အဟံတားဖြစ်စေလို့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားကမိမိတို့ရဲ့အကျိုးစီးပွားအတွက်အာသမောတရားတွေတိုးပွားစေသူတွေကိုရှောင်ကျဉ်ဖို့ဟောကြားတော်မူခဲ့တာလည်းဖြစ်ပါတယ်